လက်ဆောင်ရတဲ့ iPhone တွေများလုံးလုံးစိုင်ဖွင့်တော့မဲ့ Amy San iPhone တွေ surprise လက်ဆောင်ရလုံးလုံးထားဆရာနေရမရှိတာကြောင့်ပြောလာတာက Amy San ပါ Amy San ကမြန်မာနိုင်ငံကအမှုပညာရှင်ဆက်လီလေးကြားထဲမှာအထူးခြားဆုံးလို့ဆိုရပါမယ်။ဘာလို့လဲဆိုတော့ Amy San ကမြို့ကလာဗုဒ္ဓဘာသာအယူဆအရအထက်ပုဂ္ဂိုလ်တွေတိုင်နှန်းတွေထွက်ရောက်ပုဂ္ဂိုလ်တွေနှက်စိမ့်တွေနဲ့ဆက်သွယ်ရှိပြီးတော့အရာရာကိုမဖြစ်ခင်ကကြုံသိနေတဲ့အစွမ်းနေရှိလို့သိရှင်ကြားကြော်ညာထားတာပါ။ဒါပြင် Amy San ကရင်ဘွားကနှက်သမီးဖြစ်ခဲ့ပူတာကြောင့်ဒီဘွားမှာလူချစ်လူခင်ပေါ်များကလက်ကြီးကောင်းနေတာဖြစ်ပါတယ်။ Amy San ဟာတိုက်ကလာသူမလို့ယောက်ျားတွေနဲ့ပတ်သက်လို့မရပါမယ်။ sponsor တွေတန်းစီနေလို့ဆိုပါတယ်။ထို့ပြင်တော့သူများတွေဈေးကြီးပေးဝယ်ကန်ရတဲ့ iPhone တွေစိတ်ရွှင်နာပစ္စည်းတွေကိုဝယ်စရာမလိုဘဲနဲ့အလကား sponsor ပေးမဲ့သူတွေဝိုင်းဝိုင်းလည်နေတဲ့သူမရဲ့အခြေအနေကိုပြောပြလာတာပါ။မြန်မာ idol တချင်းဆိုပြိုင်ပွဲကနေနုပညာလောကတွေကိုဝင်ရောက်လာခဲ့တဲ့ဆိုတော့ Amy San ဟာသူများရဲ့တချင်းတွေထက်နက်လိုလိုမော်လိုလိုတကိုးသိပ်ထီတွေဝင်ပိုးခံရလိုလိုကံမရဖြစ်ရစံနေနဲ့နာမည်ကြီးပါတယ်။ထို့ပြင်တော့ Amy San ဟာထပ်ပုဂ္ဂိုလ်ရဲ့ဂျိုးတကူအင်တာနက်သုံးကလို့ချိတ်ဆက်ရနေတာကြောင့်ကဘာကြီးနဲ့မြန်မာနိုင်ငံတွေဘာတွေဖြစ်လာမလဲဆိုတာကိုကြိုသိနေတူပါ။ဒါပြင်ခုခါမှာတော့ Amy San ကသူမအနေနဲ့လိုချင်သမျှဖြစ်ချင်သမျှမှန်သမျှကိုသူ့လိုလိုဖြစ်လာစေတဲ့စွမ်းရှိလို့ဆိုပါတယ်။ထို့ပြင်တော့ Amy San ကနောက်ဆုံးပေါ် iPhone ကင်ချင်တယ်ဒါမှမဟုတ်စိန်ရွှင်နာပစ္စည်းတွေလိုချင်တယ်ဆိုရင် sponsor ပေးမဲ့သူတွေဝိုင်းဝိုင်းလည်နေလို့ Amy San ကခက်ကြောကြောလေးပြောလာတာပါ။ Amy San ကလည်းသူမပါဝင်တဲ့အိမ်မြောင်ရုပ်ရှင်ဇာတ်ကားကြီး Pressure ခန်းနာမှာတော့ဖုန်းနဲ့ဈေးကြီးဆုံးနိုင်ငံခြားရေမွေးတပလင်းလက်ဆောင်ရခဲ့တာဖြစ်ပါတယ်။ Amy San ရင်တော့ကလည်းသူမပါဝင်တဲ့ရုပ်ရှင်ဇာတ်ကားကြီးရုံတင်တဲ့ပွဲတိုင်းမှာ iPhone တစ်လုံးရဆောင်ရတာဖြစ်ပါတယ်။ဒါကြောင့်လည်း Amy San ကရုပ်ရှင်ဇာတ်ကားတော်တော်များများရိုက်တိုင်းအခုလိုမျိုး iPhone တစ်လုံးချင်းစီလက်ဆောင်ရတာကြောင့်အခုဆိုရင်သူမမှာ iPhone တွေအများကြီးဖြစ်နေပြီးတော့ထားစရာနေရာမရှိတော့ကြောင်းကိုမကြခင်မှာဆိုင်ဖွင့်ရအောင်ပဲလို့ဆိုပါတယ်။ Amy San က iPhone 60 Pro Max 256 GB နဲ့အတူဈေးကြီးတဲ့ရေမွေးပါဝင်300ကျော်တောင်ရှိတဲ့ surprise လက်ဆောင်ရရှိခဲ့တာဖြစ်ပါတယ်။ Amy San ကသူမပေါ်မှာဒီလိုလက်ဆောင်မျိုးအများနဲ့ရနေကြမို့လို့တိတ်ကုန်မစားချင်တော့ဘူးလို့ဆိုပါတယ်။ထို့ပြင်တော့ Amy San ကဒီလိုလက်ဆောင်မျိုးအများနဲ့ရလိမ့်ရှိရလို့ပြောလာတာပါ။ဒီလိုမျိုး Amy San ကို iPhone လက်ဆောင်ဘယ်သူပေးလဲဆိုတာကိုမေးရမှာတော့သူမကိုပေးနေတဲ့သူကနိုင်ငံခြားကဖန်အကြီးစားဖြစ်တယ်လို့ဆိုပါတယ်။တချို့ကလည်းအဲ့လူက Amy San ကို sponsor ပေးနေတဲ့တထေးတယောက်ဖြစ်တယ်လို့ပြောကြတာပါ။ Amy San ကတော့သူမကို sponsor ပေးနေရလို့ဆိုတာမရှိကြောင်းသူမဟာ100%ရေမြောပဲစင်ငယ်ဖြစ်ကြောင်းတုံ့ပြန်ခဲ့ပါတယ်။ဒါ့အပြင် Amy San ကသူမငယ်ကလေးကအထက်ပုဂ္ဂိုလ်တွေနဲ့ဆက်သွယ်ရှိတာတွေလူပညာလောကမှာအောင်မြင်ဖို့ sponsor မပါဘဲနဲ့ရိုးတသားရုန်းကန်တာဖြစ်ကြောင်းကိုပြောလာတာပါ။ယခုကြည့်နေကြတဲ့ပရိသတ်ကြီးကတော့ iPhone ကိုဝယ်စရာမလိုပဲကင်နေရတဲ့ Amy San ပေါ်မှာမိမိတို့ရဲ့မြင်လေးရှင်နဲ့ပြောသွားကြပါဦး။